မြတ်စွာဘုရားကိုတရားကြီးညိုစိတ်ဖြင့်စွတ်တည်ခြင်းကြောင့်နတ်သားဖြစ်သွားတဲ့မထကုံတလီဝတ္ထုဇလန်းတို့ကောင်းသောစိတ်ထားဖြင့်ပြုမှုပြောဆိုကြံစီသူအားကောင်းကျိုးချမ်းသာတွေထက်ချက်မကွာကပ်၍ပါလေ၏မနောပုပ္ပပင်ကမာအစဖြာတော်ဤတရားတော်ကိုဒါဝဋ္ဌပြည်၌မထကုံတလီတထေသားကိုအကြောင်းပြု၍ဟောတော်မူ၏ဒါဝဋ္ဌပြည်၌ညီတို့ကမှပစ္စည်းတစုံတရာမပေးဘူးတော့အလွန်ကစိနေသည့်အာဒိဏပုပ္ပကတထေကြီးတဦးရှိလေသည်ထိုတထေကြီးတွင်မထကုံတလီဆိုတဲ့တားတစ်ယောက်ရှိလေသည်တားကိုချစ်လွန်းလို့နှောင်းလုပ်ပေးခြင်းတော့လဲပရိန်လက်ခပေးရမည်ကိုနှမျောလာတဲ့ဖြင့်မိမိကိုယ်တိုင်နှောင်းလုပ်ပြီးလက်ရမကျမလှမပနှောင်းဆင်ထားသည်မထကုံတလီ16နှစ်တာအရွယ်တွင်အပြင်းအထန်မကြမ်းမမာဖြစ်လျာဇေဘူးဝါကကုံမီဆိုး၍တတမြမှတ်တမြချိတ်၍ကုလေသည်လူမမာမေးလာလျင်ကွန်စီကုံမီဆိုး၍ညီတို့ကမှအတိမပေးပဲအိမ်ထဲမှာထားလေသည်တထေးကတော့လဲတားဖြစ်သူမချိမဆန့်ဝေဒနာခံစားနေရသည်ကိုမကြည့်ရ၍တထေးကြီးအားဈေးစရာခေါ်၍ကုပါရန်တောင်းပန်ရှာရာတထေးကြီးကငါငွေတွေကိုအောင်ကြံလာလားဟုပင်ကြိမ်းမောင်းလေသည်ဒါ၏ဝေဒနာတနေ့ထက်တနေ့တိုးလာသည်ကိုမြင်လေမှဈေးစရာအိမ်တို့တွား၍ဤတို့တော်ယောဂဖြစ်လျင်ဘလို့စေးနှင့်ကုရတနည်းဟုမတိမတာမေးလေသည်ဈေးစရာကလည်းဤယောဂမျိုးမှာကုတရန်ခခဲတွေကိုတိ၍တော်စွာလျော်စွာပင်ပြောလိုက်သည်တထေးကြီးလည်းဈေးစရာပြောသည့်တင်းမြစ်တစ်ခေါက်တို့ကိုရှာ၍ထူထောင်းကတားကိုတိုက်လေသည်ယောဂမှမတက်တာဒိုးတက်တာဒိုးလာတော့မှမနေတာတော့ပဲဈေးစရာကိုပင့်လေသည်ဈေးစရာသည်မထကုံတလီဝေဒနာကိုမြင်လေလျင်မရတော့ပြီကိုတိတဲ့ဖြင့်ငါမှတွားစရာရှိနေတယ်မအားမလတ်တော့ကြောင့်အခြားဈေးစရာကိုခေါ်၍ကုပါတော့ဟုဆိုကထွက်သွားလေ၏အာဒိဏပုပ္ပကတထေးသည်ဒါဒီတော်မီကိုတီး၍အိမ်တွင်း၌တေတော့လာရောက်ကြတော့ဆွေမျိုးအိမ်နီးချင်းတို့သည်ဥစ္စာပစ္စည်းပရိဘောဂတို့ကိုမြင်နေတော့မည်ဟုကြံကဒါမတေမီကပင်အိမ်ပြင်ခြံဝါတို့ထုတ်၍ထားတော်သည်ထိုညမိုးတော်သောအခါမြတ်စွာဘုရားသည်ဘယုနာတမဘတ်မှထတော်မူ၍ကဲတင်ရမည်သူအားကြည်တော်မထဂုံတလီတထေးသားသည်ဒေါတာပန်ဖြစ်မည်ကိုတိမြင်တော်မူ၏နနက်မိုးတောက်ခက်လျင်ဤတရိုးသားသည်ငါ့ကိုကြည်ညိုစိမ့်ဖြင့်ကြည်လက်တော်တရားချင်းဖြစ်၍တေးလျင်တောင်မနေတာနှက်ပြီး၌နတ်ဤစည်းစိမ်ကိုခံရမည်ကိုသိမြင်လေသဖြင့်တန်ဃာတော်အပေါင်းချမ်းရလျက်ဒါဝဋ္ဌပြည်အတွင်းသို့ဝင်တော်မူကားအာဒိဏပုပ္ပကတထေးကြီးအိမ်ရှိသို့ရောက်တော်မူလျင်ရောင်ကြီးတော်ကိုလွတ်တော်မူ၏တထေးသားမထကုံတလီသည်ရောင်ကြီးတော်လာရာတို့လှမ်းမြော်ကြည့်မိ၍ဖျားသခင်ကိုဖူးမြင်ရလေလျက်လွန်စွာပင်ကြည်ညိုခြင်းဖြစ်ကထိုကြည်ညိုသောစိတ်ဖြင့်စုတည်သဖြင့်အိတ်တော်ယောက်ျားနိုးတော်လာတို့ချက်ချင်းပင်တာဝရိနာနတ်ပြည်၌ယူဇနာ30ရှိသောနတ်ဗိမာန်တွင်နတ်သားဖြစ်လေတော်သည်အာဒိဏပုပ္ပကတထေးသည်ဒါဖြစ်သူ၏အလောင်းကိုကြိုပြီးတော့ဒါ၏ချက်ချင်းဖြင့်တင်းញိုင်းတို့နေတိုင်းတွားရောက်ငို၍တာနေတော်သည်ဒါဖြစ်တော့မထကုံတလီနတ်သားသည်မိမိလားရဘဝကိုဆင်ကျင်တော့အကြောင်းစုံကိုတည်ပြီးနောက်မိမိရုပ်အလောင်းကိုမြုပ်နှံရာတင်းញိုင်း၌ဖခင်ငိုနေသည်ကိုတွေ့မြင်ရလေလျင်မိမိဖခင်အားအယူမှားလျက်ရှိနေကြပြီမိမိတွား၍တရားပြမှတော်ပြီတော့မည်ဟုကြံကမထကုံတလီရုပ်တွင်ဖြစ်ပင်ကောင်းသောအဝိဒ္ဒဇာကိုဝတ်ဆင်၍အာဒိဏပုပ္ပကငိုကြွေးရာအနည်းတွင်ပင်ရေမတ်စီဒီဒဲထန်ဆောင်ငိုကြွေး၍နေလေ၏အာဒိဏပုပ္ပကသည်ထိုတငယ်ကိုကြည့်၍တေတွားရှာတော့တာမထကုံတလီနှင့်ရုပ်တွင်မြတူသောတငယ်အားတာ၏ချစ်ချင်းဖြင့်အမောင်လူလျင်အဘယ်တို့တော်တောကပရိဒေဝဖြင့်ဤနေရာတွင်လာရောက်ငိုနေသည်ဟုမေ၏လူလင်ကလည်းအိုးတထေးမင်းကျွန်ုပ်ဒီကအခြားအကြောင်းကြောင့်မဟုတ်ပါကျွန်ုပ်တွင်အလွန်လှပတော့ယထာအိမ်ရှိပါသည်ထိုယထာအိမ်နှင့်လိုက်ရောညီသောယထာဘင်းကိုမရတော့ကြောင့်ငိုပါသည်ဤယထာဘင်းမှမရလျင်ကျွန်ုပ်မှာတေးရမည်မှာအမှန်ဖြစ်ပါသည်ဟုဆို၏အလွန်ကစိနေတော့အာဒိဏပုပ္ပကပုံနာလျင်ထိုလူလင်အားတား၏အတွင်ချစ်ခင်မိလေသောကြောင့်ဒါကြောင့်တား၏အတွက်ဇေဟူဝါကနှမျောမှုကြောင့်ဒါဆုံးရှုံးရသည့်တောကပရိဒေဝဖြင့်မိမိကစိနေမှုကိုနောင်နာရသည်ကတကြောင်ဒါနှင့်အတွင်လူသောလူငယ်အားဒါ၏ချစ်ချင်းဖြစ်ပင်အိုးလူလင်တင်းအတွက်ဗရမ ्या စီကျဲထားသောယထာဘင်းကိုပင်လိုတလောရွှေငွေတန်လုံးဖြင့်ပြုလုပ်ထားသည့်ဘင်းကိုလိုတလောတင်းအလိုရှိရာကိုငါလုပ်ပေးပါမည်ဟုဆို၏နန္ဒလူလင်ကဘာခင်ပုံနာတရိယာစီတော်ငါအိုးပုံနာကြီးကျွန်ုပ်၏ယထာကရွှေအသည့်ဖြင့်ပြုလုပ်ထားသည့်ဖြစ်၍ထိုယထာနှင့်လိုက်ရောညီတွေစွာတင့်တယ်ရာဖြစ်သောယထာဘင်းကိုရှာကြံရာတွင်နေမင်းနှင့်လာမင်းတို့ကိုတစ်ဖက်စီယထာဘင်းပြုလုပ်စီရမှတင့်တယ်ဝယ်ရာရှိပါမည်နေနှင်းလာကိုယထာဘင်းအဖြစ်လိုချင်ပါသည်နေနှင်းလာတို့ကိုယူပေးပါဟုဆိုလျင်အမောင်လူလည်းတင်ဒီမိုက်လီစွာမရနိုင်သောနေနှင်းလာကိုယထာဘင်းပြုလုပ်လို၍တောင်းတငိုကြွေးနေခြင်းဖြင့်
တင်းအတက်တေးလျင်တင်းကြီးတင်တောင်းတာတော့နေနှင်းလာရထားဘင်းကိုအပေမှာရနိုင်မည်နည်းဟုဆို၏မထဂုံတလီနတ်သားကအိုးပုံနာကြီးကောင်းကျင်ကနေနှင်းလာကိုရလိုကြောင်းတောင်းတငိုကြွေးနေရတော့ကျွန်ုပ်ဒီနေနှင်းလာကိုအမြဲမပြတ်မြင်နေရပါသေး၏အတင်ပုံနာ၏တေတဘာတော်တားမှာဘယ်ကိုရောက်၍ဘယ်တို့ဖြစ်သည်ကိုအရေးအယုံမျှပဲမမြင်နိုင်ပဲငိုကြွေးနေသည်မှာတင်းနှင့်ကျွန်ုပ်ဘသူကပို၍မိုင်မဲပါတနည်းဟုဆိုလေလျင်ပုံနာကြီးကဤလူငယ်ပြောသောစကားသည်မှန်ကန်သောစကားဖြစ်သည်ဟုတွေးတောမိလျက်မိမိမိုင်မဲတွေ့ဝေလာသောအဖြစ်ကိုတတိယပြီးတော့ကပရိဒေဝမီတို့တတရာရလေပြီး၍အမောင်လို့လည်းကျွန်ုပ်၏တောက်လောင်သောပရိဒေဝမီကိုတင်ဒီရေစင်ဖြင့်တောင်းလောင်းပေးကြလို့ငါမှတော့ကအင်းငင်ခဲ့ရပါပြီငါအားတရားပြတော့အမောင်လို့လည်းနေနတ်လောတကြားလောလူသားစင်စစ်ပင်ဖြစ်လေတယ်လို့ဟုမေးလေမှမထဂုံတလီနရာကအိုးပုံနာကြီးအတင်ငိုချွေးတန်းတာနေသည့်တင်းဤတာမထဂုံတလီပင်ဖြစ်သည်တခုတော့ကုသိုလ်ကောင်းမှုကြောင့်ဒါရိနာနတ်ပြည်၌နှစ်သားဖြစ်၍နေပါသည်ဆိုတော့အခါဟိုလူလည်းငါ၏အိမ်မှာတခုတော့ကုသိုလ်ပြုမှုသည်မရှိခဲ့ဘူးပါလျက်အဘယ်ကြောင့်တင်သည်ဒါရိနာနတ်ပြည်၌ခံစားနေရပါသည်လေပုံနာကြီးကျွန်ုပ်ဒီဝေဒနာကိုမရှိမဆန်ခံစားနေရ၍ဇီဝင်ချုပ်တော်မူဆက်ဆက်တွင်ဇောကန်ကြွလာတော့မြတ်စွာဘုရားကိုစိတ်ဖြင့်ကြည်ညို၍ပူဇော်ခြင်းအမှုကိုပြုလိုက်ရ၏ဤကောင်းမှုကြောင့်သုတေသည့်အခါတမဟုတ်ချင်းတောရိနာနတ်ပြည်၌နတ်သားဖြစ်ရပေသည်ဟုဆိုသောအခါ၌အာဒိနာဘိုးဘကပုံနာကြီးတကိုယ်လုံးပီတိဖြာ၍ဝမ်းမြောက်စွာပင်အံ့ဩပဲကောင်းလာစားတကားငါလည်းမြတ်စွာဘုရားကိုကြည်ညိုတလေးမြတ်စွာဖြင့်ကိုးကွယ်စည်းကပ်ပါတော့မည်မထဂုံတလီနတ်သားသည်ပုံနာကြီးအားဖရာတရားတန်ဃာတို့ဟာကြည်ညိုလှူဒန်းရန်နှင့်ငါးပါးဒီလောက်ကိုရဲစီလောဟုတိုက်တွန်းပြီးဤနေရာတွင်ပင်ကွယ်ပြောက်လေ၏ပုံနာကြီးလည်းအိမ်ပြန်၍ဇနီးကိုအကြောင်းစုံပြောပြပြီးမြတ်စွာဘုရားကိုပင့်ဖိတ်၍ပူဇော်တက္ကရာပြုရန်ဇေတဝန်ကျောင်းတော်တို့တွားရောက်လျှောက်ထားတောင်းပန်၏မြတ်စွာဘုရားလည်းတန်ဃာတော်များနှင့်တကွပုံနာကြီးအိမ်တို့ကြွတော်မူပြီးစွန့်ဖုံးပေးတော်မူ၏စွန့်ဖုံးပေးပြီးနောက်ပုံနာကြီးသည်မြတ်စွာဘုရားမေးလျှောက်လေ၏အရှင်ဘုရားဒါနကိုလည်းမပြုဒီလောက်ကိုလည်းမဆောက်ဒီတရားတော်ကိုလည်းမကြားနာဘူးပါလျက်စိတ်ကကြည်ညိုယုံမျှနဲ့လက်ပြီး၌ဖြစ်ခဲ့ဘူးတော်သူများရှိပါသလားဖေဟာအတင်းပုံနာငါ့ကိုဘာကြောင့်မေးတယ်နည်းတင်တာမထကုံကလေးတင့်ကိုပြောပြပြီးပြီမဟုတ်လောအရှင်ဖေဟာဘယ်တော့ကာလကပြောပါတယ်နည်းမြတ်စွာဘုရားသည်ပုံမာနာကြီးနှင့်မထကုံတလီနတာတို့တင်းညာတွင်တွေးဆုံဖြစ်ပျက်ခဲ့တဲ့မြတ်ကိုတဖန်ပြန်လဲဟောပြောပြီးနောက်အတင်းပုံနာငါဖရာအားစိတ်ဖြင့်ကြည်ညိုခြင်းကြောင့်လက်ပြည်၌ဖြစ်တော်သူတို့သည်ဒီတွက်၍ပင်မရနိုင်ဟုမိန့်တော်မူ၏ပုံနာကြီးအိမ်တို့လာရောက်ကြသောပရိသတ်တို့တွင်မိစ္ဆာဒိဋ္ဌိနှင့်ဓမ္မဒိဋ္ဌိများပါရှိ၏မိစ္ဆာဒိဋ္ဌိတို့ကယုံမှားခြင်းဖြစ်နေသည်ကိုမြတ်စွာဘုရားကတည်မြင်တော်မူ၍မထဂုံတလီနတာအားဗိမာန်နှင့်တကွရောက်စေရန်ဒိဋ္ဌံတော်မူ၏မထဂုံတလီနတာသည်ဖရာအားရှိခိုးပြီးလုံးကွာဝုံးမြတ်ခန္ဓာကိုယ်ကြီးဖြင့်အရှင်မြတ်ဖရာအရှင်မြတ်အားစိတ်၌ကြည်ညိုခြင်းဖြင့်ဤစည်းစိမ်ချမ်းသာကိုရပါသည်ဟုမိန့်လျှောက်ထားလေ၏မြတ်စွာဘုရားကကောင်းသောစိတ်သည်အရေးပမာလိုက်၍ကောင်းသောအကျိုးကိုပေးတတ်ကြောင်းမနောပုပ္ပင်ကမာဓမ္မအစရှိသောဂါထာတော်ကိုဟောတော်မူရာ8400ဂုဏ်တော်တော်ဘာတို့သည်အကျွတ်တရားရကြကုန်၏မထဂုံတလီနတာသည်ဒေါဒဗတ္တိဖို့၌တည်၍ကြီးစွာသောစည်းစိမ်ဥစ္စာတို့ကိုမြတ်စွာဘုရားတာရဏတော်၌ဆွန့်လွတ်ကျဲဖြန့်လှူဒန်းလေတည်းစိတ်သည်နန္တရားတို့၏ရှေ့ဆောင်အကြည်မူဖန်တီးသူဖြစ်၏အကျဉ်တို့သည်ကြည်လင်သောစိတ်ဖြင့်ပြောဆိုတော်၎င်းပြုတော်၎င်းကြံတော်၎င်းအရေးသည်တွားလေရာမကွာလိုက်တကယ်တို့ချမ်းသာဒုက္ခသည်ထိုသူ၏နောင်တို့အစဉ်လိုက်လေ၏ဟုဟောကြားတော်မူလေသည်ဓမ္မပဒယမကဝနှစ်ခုမြောက်မထဂုံတလီဝတ္ထုပြီးပါပြီနောက်ထပ်သုံးပုံမြောက်ဝတ္ထုဒိဋ္ဌရမထေ၏မြတ်စွာဘုရားနှင့်ဆွေမျိုးတော်ရဲဆိုပြီးမန္တနေရီဇလံပြစ္ဆုတ်ပံဝတ္ထုနှင့်အတေဝတ္ထုတို့ကိုဖတ်ပြပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ